အားလုံးနဲ့တူတူနောက်ဆုံးဆိုပါတယ်ဒီနေ့ခုချိန်ကြီးနားထောင်ပေးချစ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်ကျရင်ဦးနာတောင်းလဲလူမှန်လို့ပါလို့ဆိုပေးမယ်နော်ဒီမှာလေနော်